Race of You သည်ရွှေပြောင်းလူငယ်များအားစွမ်းရည်အရည်ချင်းမြင့်တင်ပေးခြင်းအပြင်ပိုမိုတောက်ပသောအနာဂတ်များရှိလာမည်ဟုယုံကြည်ပါသည် Happy Ride အသက်မွေးဝမ်းကြောင်းသင်တန်း program အစီအစဉ်မှတဆင့်လူငယ်များအားအလို့အကိုင်အခွင့်အလမ်းသစ်များနှင့်မရှိမဖြစ်လိုအပ်သောကျွမ်းကျင်မှုများကိုပံ့ပိုးပေးလျက်ရှိပါတယ်2022ခုနှစ်မှစတင်၍ထိုင်းနိုင်ငံမဲဆောက်ရှိရွှေပြောင်းလူငယ်များအားလက်တွေ့ကျသောအတွေ့အကြုံများနဲ့လုပ်ငန်းခွင်တွင်အဆင့်သင့်ဖြစ်အောင်ကူညီလေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။လူငယ်များ၏စိတ်ပါဝင်စားမှုနဲ့သူတို့ရဲ့လိုအပ်ချက်များနဲ့ကိုက်ညီတဲ့ရက်တူသင်တန်းများနဲ့ရက်ရှည်သင်တန်းများကိုဖွင့်လှစ်ပေးလျက်ရှိပါတယ်။ရက်တိုနဲ့ရက်ရှည်သင်တန်းများတွင်သင်ကြားပို့ချနေတဲ့အသက်မွေးဝမ်းကြောင်းသင်တန်းကောင်းစဉ်များမှာအခြေခံစက်ချုပ်နှင့်လက်မှုပညာကွန်ပျူတာ ICT နည်းပညာမီဒီယာနဲ့တီထွင်စံသစ်မှုဘာသာရပ်များဖြစ်တဲ့ဗီဒီယိုဓာတ်ပုံရိုက်ကူးတိတ်ဖြတ်ခြင်းနဲ့ထုတ်လုပ်ခြင်း graphic design နဲ့အကြောင်းအရာဖန်တီးမှု content creation များပါဝင်ပြီး FMP ဘာသာရပ်များတွင်မုတ်ပုတ်သင်တန်းအချက်အပြုတ်သင်တန်း barista နဲ့ဖျော်ရည်သင်တန်းများဖြစ်ပါတယ်သင်တန်းပို့ချရာတွင်စာတွေ့လက်တွေ့သင်ကြားပို့ချခြင်းအပြင်လုပ်ငန်းခွင်အစစ်တို့ရှောက်လန်းနိုင်ရန်ပြင်ဆင်လေးကျင့်သင်ကြားပေးလျက်ရှိပါတယ်။စက်ချုပ်အဝတ်အထည်နှင့်လက်မှုများဖန်တီးခြင်း digital အကြောင်းအရာများဖန်တီးခြင်းအရသာရှိသောအစားအစာပြင်ဆင်ချက်ပြုတ်ခြင်းဖျော်ရည်ဖျော်ဆက်ခြင်းသို့မဟုတ်ဓာတ်ပုံဖန်တီးရိုက်ကူးခြင်းအစရှိသဖြင့်လူငယ်များ၏စိတ်ဝင်စားမှုများကိုအလို့အကိုင်အဖြစ်ပြောင်းလဲပုံဖော်နိုင်ရန် Race of You မှာကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။စီမံကိန်းရန်ပုံငွေစည်းစိမ်မှုပေါ်မူတည်ပြီးနေ့စဉ်လူငယ်40မှ100ဦးအသက်မွေးဝမ်းကြောင်းသင်တန်းမှာပြည်မြောက်လျက်ရှိပါတယ်။သင်တန်းပြည်မြောက်အောင်မြင်တဲ့လူငယ်များသည်စားတောက်ဆိုင်ဟိုတယ်များ၊ကော်ဖီဆိုင်များ၊ဖန်တီးမှုလုပ်ငန်းများနှင့်စီးပွားရေးနယ်ပယ်များတွင်လုပ်ကိုင်နေကြသည်ကိုကြည်ခြင်းအပြင်အသက်မွေးဝမ်းကြောင်းသင်တန်းသည်လူငယ်များ၏လူနေမှုအခြေအနေကိုပြောင်းလဲနိုင်ကြောင်းသက်သေပြုလျက်ရှိပါတယ်။ Race of You နဲ့အတူလက်တွဲပြီးမျိုးဆက်သစ်လူငယ်များကိုအားပေးကူညီထောက်ပံ့မှုများပြုလုပ်ကာတင်ကြားမှုအခွင့်အလမ်းများဖန်တီးခြင်းအပြင်လူငယ်များ၏အနာဂတ်ကိုပြောင်းလဲကူညီကြပါစို့